ပြုပြင်ပြောင်းလဲမှုမရှိဘူးဆိုရင်ခုနပြောတဲ့စုပ်ရုပ်ယိုယွင်းပျက်စီးအားနည်းမဲ့အနေအထားကိုပဲဘယ်သူမှဆိုဥတည်သွားမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ဘက်ကကျွန်တော်ရဲ့အင်ကိုဆွေမျိုးတွေဧည့်သည်တွေလာလဲပါတယ်လာလဲတဲ့ခါကျတော့သတိထားမိတာတွေတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဆွေမျိုးဧည့်သည်လာလဲတာဆိုတော့သူတို့အကြိုက်ကိုပဲချက်ပြုတ်စားတော့တာပေါ့နော်ကျွန်တော်တို့လည်းအဲ့ဒီတိုင်းလိုက်ပြီးတော့မှစားတော့ရတာပေါ့နော်ခါတိုင်းကစားတော့တဲ့ပုံစံတွေကပြောင်းလဲစားလာခဲ့တာ10နှစ်လောက်ရှိပြီလေ့ကျင့်ခန်းလုပ်ဖို့အတွက်ခန္ဓာကိုယ်တတ်နိုင်များဖြစ်ဖို့အတွက်ဆိုပြီးတော့မှရည်ရွယ်ပြီးတော့မှကိုယ့်ရဲ့စားတော့တဲ့ပုံစံကိုပြောင်းလာခဲ့တော့ကြာပြီအခုလိုဆွေမျိုးတွေပြန်ရောက်လာမှသူတို့ချက်တဲ့ပုံစံလေးတွေကိုပြန်ကြည့်ပြီးတော့မှအရင်တုန်းကကိုလည်းဘယ်လိုစားခဲ့တာဆိုတာလေးကိုပြန်ပြီးတော့မှသတိရမိသွားပါတော့ထမင်းကိုအဓိကစားတယ်ထမင်းကိုမှစားဝင်အောင်လို့စားမြင်အောင်လို့ဆိုပြီးတော့မှကျွန်တော်စီနဲ့ချက်ထားတဲ့စီချက်တွေဒါဝက်သုံးထပ်သားချက်တွေစီနဲ့အသုံးများတဲ့ချက်ပြုတ်တဲ့ဟင်းပုံစံအများကြီးကိုချက်ပြုတ်စားတောက်တာကိုပြန်တွေ့ရတာပေါ့နော်ပုံမှန်အနေနဲ့ငယ်ရွယ်တုန်းမှာတော့ဒီလိုစပြဿနာမရှိဘူးဆိုရင်ပဲကျွန်တော်တို့အသက်အရွယ်ကြီးလာတဲ့အမြပေါ့နော်ကျွန်တော်တို့ခန္ဓာကိုယ်ကကြွတ်တာလျော့လာတယ်နည်းလာတယ်စားတော့တဲ့အသားပမာဏလည်းနည်းလာဆိုရင်ပိုဆိုးတာပေါ့နော်အများစုအနေနဲ့ကကျွန်တော်တို့အသက်35နောက်ပိုင်းဆိုရင်ဒီခန္ဓာကိုယ်ပုံစံပြောင်းလာတာကိုသတိထားမိပဲထင်ပါတယ်ပေါ့နော်အဲ့ဒီတိုင်းပဲကျွန်တော်တို့အခုဒါဆွေမျိုးနဲ့စားတဲ့ခါကျမှပဲကိုယ့်ရဲ့ဒါနီးစပ်ရာတွေကဘာဖြစ်လို့သူတို့တွေအရွယ်ရောက်လာတဲ့အမြလူကပို့ပြီးတော့မှအားနေလာတော့အသားစနဲတယ်လေနဲတဲ့ခါကျတော့လူကပို့ပြီးတော့မှလည်းကြော်တာဆုံးရှုံးမှုလည်းများလာတယ်အဲ့ဒီအပြင်တခါတည်းတွဲပြီးတော့မှမြင်မိတာဘာလဲဆိုတော့ကိုလက်လှုပ်ရှားမှုမရှိဘူးပေါ့နော်ခြေခံဖြစ်တဲ့လမ်းလျှောက်တာတောင်မှပုံမှန်မလုပ်ဖြစ်ဘူးလမ်းလျှောက်တာတောင်မှအားမဖြစ်ကြများတဲ့အတွက်ကြောင့်မလို့အခုလို့စားတော့တဲ့ပုံစံမှာလည်းအရင်တိုင်းကိုပဲထက်ကစားနေတယ်ပို့ပြီးတော့လည်းစားကောင်းရင်ကောင်းလို့ဝင်လို့လည်းအစားများလာတယ်ပြီးကိုလက်လှုပ်ရှားမှုလည်းမရှိတဲ့ခါကျတော့ခန္ဓာကိုယ်ကဒီ decline ပေါ့နော်ယိုယွင်းပြီးတော့မှစပြီးအားနေတဲ့အခြေအနေကိုရောက်လာတာကိုဒါကျွန်တော်မကြာခဏဆိုလို့တွေ့ရတာပေါ့နော်အခုလက်တွေ့မှာလည်းပြန်ပြီးကြည့်လိုက်မယ်ဆိုလဲဒီကိုဘေးပတ်ဝန်းကျင်မှာလူတွေကိုကြည့်လိုက်ပါအဓိကအဖြစ်အသက်အရွယ်တစ်ခုတက်လက်ပိုင်းကနေတက်ကြီးပိုင်းကိုပြောင်းသွားတဲ့သူပို့ပြီးတော့မှယိုယွင်းလာတယ်ပျက်စီးလာတဲ့သဘောရှိတာတွေ့ရပါလိမ့်မယ်ဒါကျွန်တော်တို့ခန္ဓာကိုယ်ဘယ်လိုထိန်းသိမ်းရမယ်စောင့်ရှောက်ရမယ်ကိုကဒါကို view site ပေးရမယ်ဆိုတာကိုတတိမရှိလို့ဖြစ်တာပါအဲ့တော့ကျွန်တော်အဓိကမှားချင်တာဘာလဲဆိုတော့လေ့ကျင့်ခန်းလေးလုပ်ပါအစားအသောက်ကိုရွေးစားပါအိပ်ရေးကိုတိချအိပ်ပါခုနပေါ့နော်ကျွန်တော်တို့လူတွေအသက်ကြီးလာတဲ့မြတ်အစားတောက်ကလည်းကိုကောင်းအောင်စားမလားဘူးအသားတက်ပြောင်းလည်းမစားဘူးပါစတဲ့မှာကိုမြင်ရကိုစားတယ်အဲ့တော့စီချိုသွေးချိုဖြစ်ဖို့အတွက်လာလည်းပိုများလာတယ်ပြီးကိုလည်းလှုပ်ရှားမှုမှာဆိုလဲလမ်းလျှောက်တာတော့မှပုံမှန်မလုပ်ဘူးအဲ့ဒီအပြင်အစိုးဆုံးကဘာလဲဆိုတော့အခုဆိုရင်လူကြီးတွေကအစားဖုန်းတွေသုံးလူငယ်တွေကအစားတညာလုံးမအိပ်ဘဲနဲ့ game တွေဆော့ဖုန်းတွေကိုအသုံးများပြီးတော့မှဒီ online ပေါ်ပဲအရှိများတဲ့အတွက်ကြောင့်လို့အေးကြီးလည်းတေချာမိတ်ဒါကြောင့်မလို့ကျွန်တော်တို့အခုခေတ်နောက်ပိုင်းလူဘယ်သူမဆိုပေါ့နော်လူကြီးရောလူငယ်ရောအားလုံးကကျန်းမာရေးယိုယွင်းလာပါတယ်ခန္ဓာကိုယ်ကလည်းဒါအစီတက်ဝိတ်တက်လာတာကိုပြောစရာတော့မလိုတော့ဘူးเนาะခန္ဓာကိုယ်ပုံစံအချိုးစားတွေလည်းပျက်စီးလာတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီလိုပြုပြင်ပြောင်းလဲမှုမရှိဘူးဆိုရင်ခုနပြောတဲ့စုပ်ရုပ်ယိုယွင်းပျက်စီးအားနည်းမဲ့အနေအထားကိုပဲဘယ်သူမှဆိုဥတည်သွားမှာဖြစ်ပါတယ်ဒီချိန်မှာတချို့တော့သူတွေကကြတော့ gym culture ပေါ့เนาะပြောချင်တာ gym မဟုတ်ပါဘူးလေ့ကျင့်ခန်းလုပ်တယ်ပေါ့เนาะဒါပေါ့အိမ်မှာပဲလုပ်ဒါမှမဟုတ်အားကစားရုံပဲသွားလုပ်အဓိကအဖြစ်ကျွန်တော်တို့ခန္ဓာကိုယ်ကိုလမ်းလျှောက်တာတွေမကောက်ဘူးပေါ့เนาะကိုကြန့်ခိုင်ရေးအတွက် muscle mass တွေအသက်အရွယ်ကြီးလာတဲ့အများကြမသွားဖို့အတွက်ပြန်ပြီးထိန်းတဲ့အနေနဲ့ကိုကလှုပ်ရှားပေးတယ်ကြန့်ခိုင်မှုတွေအားကောင်းအောင်ဒါလေ့ကျင့်ပေးတယ်ပြီးနောက်ခုအစားတောက်စားတဲ့ခါကျရင်လည်းကိုယ့်အတွက်စားတင်တာမစားတင်တာကိုရွေးချယ်စားတောက်တဲ့အကျင့်လေးလုပ်တယ်ဦးစားပေးတယ်အဲ့ဒီပြင်ည10နာရီဒါမှမဟုတ်ည7ဆိုရင်ကိုတက်မှတ်ထားတဲ့အချိန်မှာအိပ်ရာထဲကိုတန်းဝင်ပြီးတော့မှဖုန်းဆက်သုံးပြီးပဲနဲ့တန်းအိတ်တဲ့အဲ့လိုအကျင့်မျိုးပြိုးထောင်နေတဲ့လူတွေရှိတယ်အဲ့တော့ဘာကွာသွားမလဲဆိုတော့အချိန်ကာလကြာလာတဲ့မြကိုထိန်းသိမ်းတဲ့သူကဒါအသက်ကြီးအထိမှာကိုယ်ခန္ဓာကိုယ်ကိုနိုင်နေပြီးတော့မှတက်နိုင်မြယောဂကင်းကျန်းမာနဲ့ကျွန်တော်ဖြတ်သန်းသွားနိုင်မှာဖြစ်ပါတယ်ကျန်းမာရေးအတွက်ကိုယ်လှုပ်ရှားမှုတွေတခြားလုပ်တယ်အစားအသောက်လေးတွေထိန်းစားတယ်အေးရေးဝမ်းအောင်အိတ်တဲ့အတွက်ကြောင့်မလို့ကိုကမကျန်းမာဖြစ်လာတော့ဘူးလို့ပုံသေးတော့ပြောလို့မရဘူးပေါ့နော်။ဆိုတော့ကျန်းမာရေးကကျွန်တော်တို့ဘက်ပေါင်းစုံအနေမှာလည်းထိခိုက်နိုင်သေးတယ်။ဒါပေမဲ့ကျွန်တော်ရည်ရွယ်ချက်ကကိုအခုကျန်းမာနေတော့မှဒီတိုင်းလွတ်ထားမယ်အစားတက်နိုင်မြခုနပြောတဲ့ဟာလေးတွေလှုပ်ချင်းအားဖြင့်ကိုကျန်းမာရေးဘူးကောင်းစီမှာတော့လားသေးချတယ်။ကားနဲ့တူတာပေါ့နော်။ကျွန်တော်ကားကိုတကယ်လို့ engine wine မလဲပဲနဲ့ဒီတိုင်းဇွတ်သုံးပြီးတော့မှသွားနေမယ်ဆိုရင်အချိန်သိပ်ကြာကြီးခံမှာမဟုတ်အချိန်ခဏလေးနဲ့ကျွန်တော် engine wine ခန်းမယ် engine တွေပြက်လာမယ်တာယာတွေမလဲပေးဘူးဆိုရင်လည်းအဲ့ဒီမဲ့တာယာတွေပြုံးမယ်နောက်ဆုံးကိုအသက်အနေနဲ့တော့ထိခိုက်နိုင်တာပေါ့နော်အဲ့လိုပဲကိုခန္ဓာကိုယ်လည်းတကယ်လို့ပြစ်ထားမယ်ဆိုရင်ကိုအသက်35ကနေစပြီးတော့မှကိုဘာမှမလုပ်ဘူးဆိုရင်35 36 39 38 39 40 50လောက်ဆိုရင်ကိုကျွန်တော်ဒုတ်ထောက်စပြီးတော့မှကင်ရတဲ့အခြေအနေဖြစ်လာတော့မှာကိုအသက်80 80 90တက်နိုင်အမြကိုအသက်ရှင်နေတော့မှကိုနိုင်နေဖို့အတွက်ဆိုရင်ကျွန်တော်ခုနပြောတဲ့လှုပ်ဆောင်ချက်လေးတွေကတော့ဒါမဖြစ်မနေလုပ်ဖို့လိုတယ်ဒါကြောင့်မလို့မိတ်ဆွေကိုကျမ်းမာရေးလိုက်စားပါ
အဓိကအဖြစ်ဆိုရင်ကျွန်တော်အခုဒီမှာပြထားတဲ့အပိုင်း3ပိုင်းဖြစ်တဲ့ကျင်ကန်လောက်ပါအစားရွေးစားပါအေးကိုတေချာအိပ်ပါဆိုတာကိုနိုင်နေအောင်လုပ်ဖို့လိုတယ်အဲ့မှာကျွန်တော်တို့လေ့ကျင့်ခန်းလုပ်တဲ့ခါကျရင်လည်းပေါ့နော်လမ်းလျှောက်တာနဲ့ကျွန်တော်တို့မလောက်ပါဘူးကိုယ်ခန္ဓာကိုကြံ့ခိုင်နေဖို့အတွက်ဆိုရင်အခြေခံလမ်းလျှောက်တာအပြင်ကိုဖြစ်နိုင်ရင်ကိုယ့်အိမ်ထဲမှာတင်ကိုဖြစ်နိုင်ရင်ဝိမ်းမတဲ့လေ့ကျင့်ခန်းလိုမျိုးဒါလေးကျွန်တော်တို့လုပ်ဖို့လိုတယ်ပြီးရင်ဒီလေ့ကျင့်ခန်းလုပ်အောင်လည်းမရသေးဘူးလေ့ကျင့်ခန်းဆိုတာကလုံနေတော့မှကျွန်တော်တို့ခန္ဓာကိုယ်ကိုကြွတာအသေးစိတ်ပြည့်စင်မှုတွေဖြစ်သွားစေတယ်ပိုပြီးတန်မာလာဖို့အတွက်ဆိုရင်ကျွန်တော်တို့က recovery လုပ်တယ်ပြန်ပြီးပြုပြင်ပေးဖို့အတွက်ဆိုရင်ကြတော့နောက်တစ်ပိုင်းဖြစ်တဲ့အဆောက်အသေးချရွေးစားဖို့လိုတယ်ကိုယ်ကစားကျင်တာကြီးစားလို့မရအောင်ဓမင်းကြီးစားလို့မရတော့ကိုယ်ကြွတာကိုတိဆောက်ဖို့အတွက် protein ဓာတ်တွေပြည့်အောင်စားလို့မျိုး healthy fat ကောင်းမွန်တော့အစီလေးရွေးစားလို့မျိုးဒါလေးလုပ်ပေးရမှာပြီးရင်အေးရေးကိုလည်းကျွန်တော်တို့အိပ်ပေးရမှာဟုတ်ဆိုအေးရေးကောင်းမဲ့ဘူးဆိုရင်လည်းကျွန်တော်တို့ခန္ဓာကိုယ်က recovery အတွက်ပြန်ပြီးတော့မှပြုပြင်ဖို့အတွက်ဒါကျန်းမာရေးကောင်းဖို့အတွက်ကိုယ်ခန္ဓာတက်ဖို့အတွက်လုံနိုင်မှာမဟုတ်ဘူးဒါကြောင့်မလို့ဒီသရိကံပြထားလို့အပိုင်းလေးတွေတက်နိုင်အမြကိုကဒါတွေကိုဟန်ချက်ညီဟိုကစူးစမ်းတဲ့ခါကျရင်တော့ကိုလက်ထဲမှာတက်နိုင်အမြကိုကျန်းမာရေးအတွက်စူးစမ်းပြီးသားဖြစ်သွားပါလိမ့်မယ်တကယ်လို့မိတ်ဆွေရထားပါတော့လေ့ကျင့်ခန်းတော့ကျွန်တော်တို့ဇွတ်လုပ်တယ်ဒါပေမဲ့အစားအသောက်ကိုမလုပ်ဘူးအေးကြီးကိုတခြားမလုပ်စင်မိတ်ဆွေရဲ့သရိကံပုံစံလေးကဒီလိုလေးဖြစ်နေမှာတဘောကပြောချင်တဲ့ဟန်ချက်ညီမနေဘူးပေါ့နော်အဲ့တော့ရေရှည်သွားလို့မရနိုင်ဘူးအဲ့ဒါပေမဲ့မိတ်ဆွေကလေ့ကျင့်ခန်းလုံးဝမလုပ်ဘူးဒါပေမဲ့အစားအသောက်တော့ထိန်းထားတယ်အေးကြီးတော့ဝအောင်အိတ်တယ်လေ့ကျင့်ခန်းလုံးဝမလုပ်ဆိုရင်လည်းအချိန်ကြာလာတဲ့မြတ်မိတ်ဆွေက weak ဖြစ်လာမှာအဲ့တော့ပြောချင်တာဒါတွေအားလုံးတစ်ခုနဲ့တစ်ခုမိခိုနေတဲ့အပိုင်းပေါ့နော်၃မျိုးလုံးကိုမိတ်ဆွေရအောင်ကြိုးစားလုပ်နိုင်တဲ့ခါကျရင်မိတ်ဆွေဝိတ်ကြချင်တာလားလက်ရှိကကျမ်းမာရေးပြဿနာစဖြစ်နေပြီလားနေလို့ထိုင်လို့မကောင်းတော့ဘူးလားအပြောမယ်ဆိုကျွန်တော်တို့တရက်တောင်အသက်ရှူရတာတောင်မှမောနေပြီလားလေကားလေးတစ်ထစ်နှစ်ထစ်လောက်တက်လိုက်ရင်ကိုအရန်ကိုအမောဖောက်နေပြီလားအင်ကြီးတွေဝတ်စားဝေးရတာမတော်တော့ဘူးလားစိတ်ညစ်စရာကြီးပါပြောမယ်ဆိုရင်ဝိတ်တက်လာတယ်ကိုခန္ဓာကိုယ်ကိုမနိုင်နေတော့ဘူးအားနေလို့ခံစားလာတယ်ဆိုရင်ကိုနေလို့ပြောတော့မှာမဟုတ်တော့ဒါကြောင့်မလို့ကျွန်တော်တို့အခုပြောတဲ့ဒီအချက်၃ချက်ကိုမိတ်ဆွေရအောင်စူးစမ်းဖို့အတွက်ကျွန်တော်ဒီမှာမိတ်ဆွေတိုက်တွန်းလိုက်ချင်ပါတယ်တကယ်လို့မိတ်ဆွေစိတ်ဝင်စားမယ်ဆိုရင်တော့ကျွန်တော်တို့သိမကြခင်ကြရင်ဝိတ်ချပြိုင်ပွဲဆိုတဲ့ပုံစံမျိုးလေးနဲ့ကျွန်တော်တင်တဲ့စဖို့ရှိပါတယ်ဝိတ်ချတာပြင်းစရာကောင်းနေမှာဆိုလို့ဝိတ်ချတာခွန်အားဖြစ်စေဖို့အတွက်ဆိုပြီးတော့မှပြိုင်ပွဲဆိုပြီးတော့မှကျွန်တော်ထည့်သွင်းထားဖြစ်ပါတယ်တကယ်လို့ကိုယ်အနေနဲ့ပြိုင်ပွဲပါချင်နေဖြစ်စေမပါချင်နေဖြစ်စေခုနပြောတဲ့အချက်၃ချက်ကိုပိုကောင်းအောင်လုပ်ချင်တယ်ဒီချင်းကဘယ်လိုလုပ်ရမလဲသိချင်တယ်အစားအသောက်ဘယ်လိုလုပ်ရမလဲဘယ်လိုအတိအကျစားရမလဲဆိုတာကိုလည်းသိချင်တယ်ကိုလည်းစပြီးပြောင်းလဲတော့မယ်ကိုယ့် lifestyle ကိုပြောင်းလဲပြီးတော့မှကိုမတူညီတဲ့ကိုယ့်ရဲ့ new version ကိုပြောင်းလဲချင်တယ်ဆိုရင်တော့အခုဒီ weight ချပြိုင်ပွဲမှာပါဝင်ဖို့အတွက်မိတ်ဆွေကိုဖိတ်ခေါ်ချင်ပါတယ်ပါဝင်ကြည့်လိုက်ပါဒီထဲကနေမှတသက်တာအတွက်သိရမယ့်စားနီးတောင်းနီးတွေလေ့ကျင့်ခန်းလုံနီးတွေကိုမိတ်ဆွေသိသွားပြီဆိုရင်ကိုအနာဂတ်ကပြောင်းလဲသွားမှာဆိုတာကိုမမေ့လိုက်ပါနဲ့တကယ်လို့မိတ်ဆွေစိတ်ဝင်စားရဆိုရင်တော့အခုဒီဗီဒီယိုမှာပါတဲ့ link ကိုနှိပ်ပြီးတော့မှကြိုတွင်းသိတဲ့သင်တန်းကြီးလေးကိုအမြန်ဆုံးရယူထားလိုက်ပါဘလို့ဖြစ်ပေါ့နော်ကျမ်းမာရေးဆိုတာကကိုကရှေ့ကိုအမြန်ဆွဲယူလို့ရတယ်လို့လဲနောက်ဆုံးကျမ်းမှာပြန်ပြီးတော့မှလုပ်ချင်လဲရတယ်ဒါပေမဲ့နောက်ဆုံးမှလုပ်တယ်ဆိုရင်အချိန်မီချင်မှမီတော့မှာတဘောကကိုကစီးရုပ်သွေးချိုးဖြစ်သွားပြီဆိုရင်တဘောကကိုကအဝါလွန်သွားရင်မလို့သူ့ရဲ့ side effect တွေဖြစ်တဲ့တခြားယောဂတစ်ခုကိုရလာပြီဆိုရင်အဲ့ခါကျမှလောက်ရတာပိုခက်တယ်ဒါတဲ့ဆိုင်လုံးဝမဖြစ်အောင် prevent ကာကွယ်ထားလိုက်ရင်တော်တော်လေးအဆင်ပြေသွားပါလိမ့်မယ် prevent လုပ်ဖို့ဆိုတာကလည်းလွယ်ပါတယ်အခုကိုပါစားနေလဲရွေးစားဒီနေ့တနာရီလောက်ကိုဘာလုပ်လိုက်မလဲကိုလည်းလှုပ်ရှားမှုဘာလုပ်လိုက်မလဲလက်တော်ကတော်တော်ဝနေပြီဆိုလဲအမြန်ကြသွားအောင်နီးလက်မှန်မှန်နဲ့ဘယ်လိုချမလဲအဲ့ဒါတွေဘယ်လိုစလုပ်ရမလဲဆိုရင်အခုဒီတနန်းလေးကမိတ်ဆွေတွေဖြစ်တယ်ဆိုတာကိုမိတ်ဆွေမြင်တော့ပါလိမ့်မယ်ဒါကြောင့်စိတ်ဝင်စားရင် link လေးကိုအခုပဲနှိပ်လိုက်ပါ website ထဲမှာပြင်ပြီးတော့မှမိတ်ဆွေကိုတွေ့ပါမယ်